စားနည်းလေးကိုပြောပြပေးမယ်ထိထိရောက်ရောက်သုံးသွင်းနေဆိုရင်ဒီလိုမျိုးလေးစားပေးပါရှင်ဒီကောနော်ယူလေးကိုလက်ဖက်စားဆုံးလေးနဲ့မနဲ့တစုံရတဲ့စုံနေ့စဉ်ပုံမှန်လေးစားပေးရမယ်ရဲမပြတ်စေအောင်ပေါ့နော်နေ့စဉ်ပုံမှန်အဆက်ပြတ်လေးစားပေးပါတော့တောက်တဲ့အခါမှာရေပေါ့နော်ရိုးရိုးရေလေးနဲ့ပဲဒီအဝါတောက်ချလိုက်ပါပြီးတော့ရေနွေးလုံးဝတောက်လို့မရပါဘူးเนาะအရက်ပီယာနဲ့3နာရီထားပြီးတော့သုံးပါတခြားအင်္ဂလိပ်စီဝါမိဝဲနေရရင်3နာရီထားပြီးတော့သုံးပါရှင်เนาะဒါကြောင့်ဒါမှသာလင်းထိရောက်တဲ့ဒီကောနော်အနိတင်ကိုပေးဆက်နိုင်မှာဖြစ်ပါတယ်ရှင်เนาะဒီလိုလူမျိုးတွေကတော့ဒီအညာမောင်ရဲ့တောင်ကြယူနီနဲ့ဒီရှင်းမတက်ယူကိုလုံးဝမစားသင့်ပါဘူးဒီကောနော်နှလုံးရောဂါကြောက်ကနာတာရှိဖြစ်နေတဲ့သူဒီကောနော်တခြားအင်္ဂလိပ်စီဝါကိုနေ့စဉ်ပုံမှန်သုံးစွဲနေရသူနှလုံးယောဂနဲ့ပတ်သက်သူနှလုံးသွေးကြောစင်းသူပေါ့နော်ဒီလိုမျိုးတွေစားလို့မရပါဘူးရှင်ကဲဟိုကဘာအတွက်သုံးချင်တာလဲတခုသိချင်တာရှိလို့ရှိရင်ခင်းလေးရဲ့ဒီမတ်မှာမန့်ကက်ပေးလို့ရတယ်ဒါမှမဟုတ်ဘူးမန့်ကနေမတ်ကြုံဆိုရင် TikTok CV နဲ့ Viber နံပါတ်ခွင့်ရှင်လေးရှိခွန်မှာအသေးစိတ်မင်းရဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဒါနဲ့ရေကိုပေါ့နော်တစ်နေ့ကို4လီတာလောက်ပေါ့နော်4လီတာတော့အောင်ဝတောက်ပြီးပါခုရေတောက်ချိန်မနှဲပါရေများတောက်ပြီးပါအပူဒဏ်လည်းကောက်ွယ်အောင်ပေါ့နော်ရေများတောက်ပြီးပါရေတဲ့ခန်းချောင်းရင်လည်းဖြစ်တာပတိစီဘူးစီရင်စီအောင်းတဲ့ဝင်တိုင်းကိုခံစားရတတ်ပါတယ်ဒါကြောင့်မလို့ရေအဝါတာတောက်ပြီးပါအနည်းဆုံး4လီတာထိအောင်တောက်ပြီးလို့ရပါတယ်ရှင်ကဲတခြားသိချင်တာရှင်လည်းမှန်ခဲ့ပေးပါကျေးဇူးများကြီးတင်ပါတယ်ရှင်